ကျွန်တော်မိချင်တဲ့တစ်ခုရှိပါတယ်အများကြီးတော့မိချင်တဲ့အတိုင်းပဲကျွန်တော်မိချင်တဲ့တစ်ခုပဲမိမယ်အခုကျွန်တော်တို့ Zo community အနေနဲ့ CDF တွန်းဆောင်ဆိုပြီးတော့မှကျွန်တော်တို့ချင်းတီတန်ဇတ်တည်နေပါတယ်ကျွန်တော်တို့ Zo တီတန်ဇတ်တည်နေတယ်CDF တွန်းဆောင် Zo ဆိုပြီးတော့မှအဲ့ဒါနဲ့အခုတွန်းဆောင်မြို့နယ်ကိုကျွန်တော်တို့ Zo ရဲ့လက်ထဲမှာရှိနေပါတယ်အဲ့နေရာမှာကျွန်တော်တို့တွန်းဆောင်မြို့နယ်မှာရှိနေတဲ့စစ်စကားကိုကျွန်တော်တို့တင်ပိုက်တဲ့အခါကြရင်အဲ့ဒီစစ်စကားမှာဘက်တူရီနဲ့ကျွန်တော်တို့ဝန်တိုက်ခိုက်မိတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တီရင်ဖက်ကကျွန်တော်တို့ZRA ဆိုတဲ့အဖွဲ့အစည်းတစ်ခုနဲ့ကျွန်တော်တို့ကြုံတွေ့တဲ့အခါမှာကျွန်တော်တို့စစ်တိုက်တယ်ဆိုတဲ့စစ်တိုက်တဲ့အတိုင်းပဲကျွန်တော်တို့ပြစ်ခတ်ကြတဲ့အခါမှာကျွန်တော်တို့ကကြတော့စစ်သားတွေကိုပဲမဲအွန်လိုင်းအဖွဲ့ကိုပဲတိုက်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တိုက်တဲ့အထဲမှာအဲ့ဒီ ZRA တွေပါသူတို့အထဲမှာပါဝင်မိတဲ့အခါမှာသူတို့လည်းတချို့တွေကတည်နိုင်တယ်ပေါ့နော်ပြီးရင်ပူနွေးနဲ့ဒီလွန်ခဲ့တဲ့အပတ်နှစ်ပတ်သုံးပတ်တော်တွင်မှာသူတို့လည်းတိုက်ပွဲရှိသေးတယ်သူတို့ကဂျီခါဖက်ကနေလာပြီးတော့မှကျွန်တော်တို့တွန်းရံကိုပြင်လဲတင်းပိုက်ဖို့သူတို့လာတာဖြစ်ပါတယ်အဲ့ဒီနေရာမှာမူကိုယ်ချီရိုဆိုတဲ့နေရာမှာသူတို့စုံတွေ့ပြီးတော့မှပြစ်ခတ်ကြတယ်အဲ့မှာလည်းတော်တော်များများတီးကြတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ပြောချင်တာကချင်းပြည်နယ်မှာအတူတူနေတယ်သူတို့ဘာသာစကားကိုကျွန်တော်သိတယ်ကျွန်တော်တို့လည်းသူတို့ဘာသာစကားကိုသိတယ်သူတို့ကလည်းကျွန်တော်ဘာသာစကားကိုတော်တော်များများသိကြတယ်ဒါပေမဲ့သူတို့ကကြတော့914 code number အနေနဲ့သူတို့ဇက်တည်ပြီးတော့မှကျွန်တော်တို့ချင်းလူမျိုးတွေစုထဲမှာကျွန်တော်တို့ Zo ဆိုတာနည်းနည်းလူနည်းစုပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုပြစ်ခတ်မှုတွေဖြစ်တဲ့အခါမှာကျွန်တော်တို့ဝန်နေမိပါတယ်ဘာကြောင့်လဲဆိုတော့သူတို့တွန်းကြောင်မြုပ်ပေါ်မှာဆိုလို့ရှိရင်သူတို့လည်းနေတယ်ကျွန်တော်တို့ Zo တွေလည်းနေတယ်အဲ့အခါမှာရင်းနှီးမှုတွေအင်းနီနာချင်းတွေလည်းဖြစ်နိုင်ကြပါတယ်ပေါ့နော်Zo တွေလည်းတိတ်မဝေးကြပါဘူးအတူတူနေကြတဲ့ပုံစံဖြစ်နေရက်သားနဲ့အဲ့ဒါလိုဖြစ်ပေါ်လာတဲ့အခါမှာအခုသူတို့က914ကိုကြိုက်တွေ့ပြီးတော့မှ914နာမည်နဲ့ဇတ်တီပြီးတော့မှ code number နဲ့ဇတ်တီပြီးတော့မှကျွန်တော်တို့ Zo တွေကိုတိုက်ခိုက်တယ်ပြီးတော့မှသူတို့ရဲ့ပင်မကကျွန်တော်တို့ Zo နဲ့ကျွန်တော် CDF ကိုသူတို့တိုက်တာဖြစ်ပါတယ်အမှန်ပြောမယ်ဆိုလို့ရှိရင်ဆိုတဲ့အခါမှာကျွန်တော်တို့ကစိတ်မကောင်းပါဘူးဆိုတော့ဆူတောင်းပေးပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ NUG အနေနဲ့ဘယ်လိုမြန်မှာလဲအဲ့ဒီ914အဖွဲ့မှာပါဝင်တဲ့လူမျိုးတွေစုဒီကိုပြီးတော့မှကျွန်တော်တို့အခုတွန်းကြောင်မြို့နယ်တစ်ခုလုံးကိုကျွန်တော်တို့ Zo တွေရဲ့လက်ထဲမှာရှိနေတဲ့အခါမှာသူတို့ကမနာလို့တာပေါ့နော်သူတို့စစ်သားတွေနဲ့ပူးပေါင်းပြီးတော့မှမဲအွန်လိုင်းနဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့ Zo တွေကိုတိုက်ခိုက်တယ်အဲ့ဒါတွေကိုဆရာတို့အနေနဲ့ဒေါက်တာဆာအနေနဲ့ဘယ်လိုမြင်လဲ NUG အနေနဲ့ဘယ်လိုမြင်လဲဆိုတာကိုလည်းကျွန်တော်တို့သိချင်တယ်ပေါ့နော်အဲ့ဒါတခုမြင်ချင်တယ် thank you ကျေးဇူးပါကျွန်တော်တို့ကတကယ်ဆိုရင်ဒီတရက်နှစ်ရက်သုံးရက်အတွင်းမှာပေါ့လေကျွန်တော်ဒီဒီယာနာမှာရှိတဲ့အချိန်မှာကျွန်တော်ချင်းခေါင်းဆောင်ဒီဖက်နဲ့ကိုလည်းအကုန်လုံးကျွန်တော်တတ်နိုင်တဲ့ဖက်ကနဲ့တွေးဆိုပြီးမှပြောခဲ့ကြပါတယ်ပြီးတော့ဒီကခေါင်းဆောင်ကြည့်တယ်တော်တော်များများနဲ့လည်းကျွန်တော်ကဒါကိုပြောခဲ့တယ်ဆိုတော့နံပါတ်1အနေနဲ့ကတော့ချင်းရှိလို့ရည်မရှိပဲနဲ့ချီးပင်နဲ့မရှိတော့ဘူးအဲ့ဒါကိုအားလုံးနားလည်စေချင်တယ်ချင်းဒီမရှိလို့ရည်ချီးပင်တွေကမရှိတော့ဘူးအဲ့ဒါကတော့အားလုံးလက်ခံဖို့လိုတယ်နော်ဒါလည်းကျွန်တော်အခုထိပေါ့လေတွန်းစာပဲဖြစ်ဖြစ်တီးရင်ပဲဖြစ်ဖြစ်ကျွန်တော်ဖလာမ်ဟာခါထန်တလာမတူပီမေဒါကမ်ပလက်ပလဲဝါဆိုအကုန်လုံးတော့တီးရင်ကနေပလဲဝါအထိအစိအနောက်တောင်မြောင်းအကုန်လုံးကျွန်တော်ဟာ dialogue ရှိဖို့လိုပါတယ် dialogue ပေါ့နော်ကျွန်တော်မှာ dialogue inclusive dialogue အဲ့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်
တကယ်ဆိုရင်ဒီချိန်ဟာနော်စီလုံးချိန်တန်ပြီဆိုတာပေါ့ဒီနေ့မစီလို့ရဘယ်တော့စီလို့မလဲဆိုတာပေါ့ကျွန်တော်တို့တာစီလို့တယ်ဆိုရင်တော့အခုနဆရာပြောနေတဲ့ပြဿနာတွေအားလုံးကတော့ကြော်လွှားကိုကြော်လွှားနိုင်တယ်ဆိုတာကျွန်တော်တရားမှတရားယူခြင်းတယ်မိကိုချင်းအခုကျွန်တော်ကချီကကျွန်တော်ကောင်းဆောင်တွေနဲ့ဒီမှာမဝေကမှာပြောတဲ့အခါမှာကချီနဲ့စီရငီကိုဖြစ်နေဒါပေမဲ့အခုထက်ထိငီကိုကတခါမှကောက်နဲ့အတူတမိမစားသေးဘူးဟာဒါဟာခါလို့ပြောကခရဟာငိုင်းကချီရနားလည်းမမောတော့ဘူးဒါတော့စိတ်အားနာတာပေါ့အခုနမေးကြည့်တော့ကချီနေမှာချင်းကအကိုကချီကငီချင်းကလာကိုအဲ့လိုအကိုကလာကိုဒါနဲ့လာလို့တာပေါ့ငါပြောပြီးဒီခိုးမှအဲ့လိုနဲ့လာပြောင်းသွားမှချစ်ပြီးနေရောက်သွားတယ်လာမပြောင်းတဲ့သူကကချီမှာကြာခဲ့တယ်ဆိုတော့ကချီကဘယ်တော့ပြလာမလဲဆိုပြီးမှသူ့ကိုပြလာမဲ့နေကိုစောင့်နေတယ်ခုနမဝေခင်မှာကချီခေါင်းဆောင်တဲ့ပြောတယ်ကချီအိမ်မှာတဲ့တခါကိုခြာထားတယ်ကတိတလို့ထားတယ်သူ့ကိုပြလာတဲ့အခါမှာအိပ်ဖို့တဲ့မိခုမရမှာကအဲ့ဒီသူ့ကိုကြီးကဒီနေ့အထိဘာဖြစ်လို့မလာသေးတာလဲအဲ့ဒါမိခုမေးမလို့ကောင်းတယ်ကျတော့ free ကချင် free ချင်းဖြစ်တဲ့အခါမှာအတူသမီးစားကြမယ်အတူပျော်ကြမယ်အဲ့ဒီခါတည်းမှာအတူပြန်နေကြမယ်အဲ့ဒါကိုအမဲဖို့လို့ရတယ်ဒီလောလောဆယ်ဖြစ်နေတဲ့အချိန်တွေကကျွန်တော်တို့ကိုဆုတ်ဖြတ်တာမဟုတ်ဘူးတစ်ဖက်ကပြောဒီလောလောဆယ်ကဒါအချိန်တွေက temporary ဖြစ်နေ permanent မဟုတ်ဘူးထုံနေတူပဲကျွန်တော်တို့ချင်းနေတဲ့မှာလဲဒီအချိန်မှာကျွန်တော်တို့ဟာမရှိလို့ဘူးဆိုရင်ဘယ်အချိန်မှာကျွန်တော်တို့ကစီးလို့မှလဲဒီအချိန်မှာအတူတူသမီးမစားဘူးဆိုရင်ဘယ်အချိန်မှာသူသမီးစားမှလဲပြောချင်တာဒီအချိန်မှာမဆွေးနွေးဘူးဘယ်အချိန်မှာဆွေးနွေးမလဲဆိုတော့ဒါနဲ့တစ်ချိန်ထက်မှပြင်ကျွန်တော်တို့မှာ stakeholder တွေအကိုလို့ကိုကျွန်တော်တစ်ခုပြီးတစ်ခုလိုက်တွင်းနေပါတယ်အခုလေဒီမှာကျွန်တော်မရမနာဘူးတစ်ခုပြီးတစ်ခုကိုကျွန်တော်ချင်းနေရဲ့ခေါင်းဆောင်ပိုက်တွေနဲ့ကိုကျွန်တော်တစ်ခုပြီးတစ်ခုတွင်းနေတယ်နောက်ဆုံးမှာဆိုရင်လည်းကျွန်တော်တို့ကျွန်တော်ဆ iam ဇီကူတို့ရဲ့ကုငီဖြစ်မီဇိုရမ်ပြည်နယ်ဝကြီးချိုးလဲအရာကြီးကြည့်တယ်ကျွန်တော်ချင်းနေစီလို့ရေးမှာမီဇိုရမ်ပြည်နယ်ဆိုရကလည်းအမတမကြီးကြည့်တယ်သူတို့တောင်မှကျွန်တော်ချင်းနေကိုစီလို့နိုင်ဖို့ဆိုရင်မှာမီဇိုရမ်ပြည်နယ်ဝကြီးချိုးလဲအရာကိုပြောပေးနေတယ်မီဇိုရမ်ပြည်နယ်ရဲ့ဝကြီးတွေလည်းအရာကိုဒါကိုစောင့်နေတယ်ဆိုတော့ကျွန်တော်ယုံကြည်ပါတယ်မကြာခင်မှာကျွန်တော်ချင်းစီလို့ရေးဟာမွေးလာမှာဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်ဒီမလာခင်မှာအမေရိကန်ဆိုရကတာဝစီတဲ့ချုံနဲ့စကားပြောခဲ့တယ်ဝါရှင်တန်မှာဒေါက်တာဆာဆာတွားတယ်ဆိုရင်မြန်မာပြည်မှာ positive development တွေအထူးသဖြင့်ခင်ဗျားချီပီနယ်မှာ positive development တွေကိုဝါရှင်တန်ဒီစီကိုပြောပါလာတာမှာလဲကျွန်တော်ဗြိတိရှအစိုးရနဲ့ကျွန်တော်တွေ့ခဲ့တယ်ခင်ဗျားတို့ချီပီနယ်မှာမြန်မာပြည်မှာအထူးသဖြင့်ချီပီနယ်မှာ positive development ကဘာတွေရှိတယ်လဲကျွန်တော်နည်းနည်းအောက်ကိုပဲကြည့်ရတော့တယ်အပေါ်ကိုမကြည့်နိုင်အဲ့မှာဂျာမနီနိုင်ငံမှာလည်းဆိုရနဲ့တွေ့တယ်ဂျာမနီဆိုရကမေးတယ်နော်ပီတီမှာလည်းပီတီဆိုရကမေးတယ် EU မှာလည်း EU ဆိုကမေးတယ်ဘရာဆဲလ်မှာနော်ဆိုတော့ပြောချင်တာကနိုင်ငံတကာဟာလည်းကျွန်တော်တို့စီလို့ဖို့ကိုစောင့်နေတယ်မီဇိုရမ်ပြည်နယ်ကကျွန်တော်လူကြီးတွေဟာလည်းကျွန်တော်ရဲ့အဲ့ဒီနေကိုစောင့်နေတယ်အဲ့ဒီနေကိုဖာတီးဖို့ကကျွန်တော်လက်ထက်မှာပဲရှိတယ်ဘယ်တော့မှလက်ထက်မှာမရှိဘူးဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့အဲ့ဒီအဖြေကိုကျွန်တော်တို့ရှိတယ်အဲ့ဒီဖြေကပါလဲဆိုတော့စီလုံးချင်းပဲချင်းဒီရဲ့စီလုံးချင်း without chin unity there's no chin future အဲ့ဒါကိုတော့ကျွန်တော်မမေ့ဖို့လိုတယ်ဒါကြောင့်မလို့ဘယ်သူဘယ်ဝါမစုံ NUG အနေနဲ့ကတော့စကားမပြောတဲ့အဖွဲ့အစည်းကတော့မြန်မာနိုင်ငံမှာမရှိတဲ့လောက်ဖြစ်တယ်ကျွန်တော်တို့အနေနဲ့ကပြည်ထောင်စုအစိုးရနေရာမှာရှိနေတဲ့အချိန်မှာပြည်ထောင်စုအနေနဲ့ပြည်နယ်မှာရှိတဲ့လူအားလုံးနဲ့အဖွဲ့အစည်းတို့လည်းအတတ်နိုင်တဲ့ဘက်ကပြောဖို့လိုတယ်လို့ချီပြည်နယ်တာမကဘူးကျွန်တော်တို့မှာရခိုင်ပြည်နယ်ရဲ့ရှားပြည်နယ်ရဲ့မွန်ပြည်နယ်ရဲ့ကရင်ပြည်နယ်ကရင်ပြည်နယ်ရဲ့ကချင်ပြည်နယ်
အကိုလို့ပေါ့အသားနိုင်ဆုံးပေးထားတဲ့အချိန်ပေးထားတဲ့အနေထားမှာတော့ကျွန်တော်မနဲ့မပြောတဲ့ဥစ္စာတော့မရှိဘူးကျွန်တော်ဖက်ကလည်းတစ်ဖက်ကချင်းစီလုံးချင်းမရှိပဲနဲ့တခုနဲ့မှအကောင့်ထဲပေါ်ဖို့ကတော့လက်တွေ့အကောင့်ထဲပေါ်အရာခက်နဲ့ရောက်ဝေးတယ်ဒါကြောင့်မလို့ကျွန်တော်အားလောက်ကကြီးရမှာကချင်းဒီစီလိုကြီးဟာလာနေပြီချင်းဒီစီလိုကြီးဟာနေမိကြီးလို့ဖြစ်လာတဲ့အခါမှာအဲ့ဒါကလည်းမြန်မာနိုင်ငံတနိုင်ငံလုံးအတွက်လဲတာဟာဥပမာကောင်းတစ်ခုတော့ဖြစ်နိုင်ချေရှိတယ်ကျွန်တော်ကတော့ယူချင်တယ်ချင်းဒီစီလိုချင်းကိုရမယ်ဆိုရင်တော့မြန်မာနိုင်ငံစီလိုချင်းကတော့လွယ်လေးဖြစ်နိုင်တယ်ဒါတော့ကျွန်တော်မှစီလိုပို့လို့တယ်မစီလိုပဲနဲ့အနာကမရှိဘူးစီလိုရမယ်ကျွန်တော်စီလိုချင်းကတနိုင်ငံလုံးရဲ့စီလိုချင်းနဲ့လည်းအရာဆိုင်တယ်နော်ဆိုတော့ဒါကိုတော့ကျွန်တော်အားလုံးနားလည်ဖို့လို့တယ်ဒီနေ့ဒီမှာလာတာဟာလဲကျွန်တော်အဲ့ဒီစီလုံးချင်းချီ issue မှာချီ unity ကအဓိကဖြစ်နေတဲ့ခါကျတော့အဲ့ဒါကိုကျွန်တော်ဟာစစ်ဆက်ပြီးတော့ကြီးပြီးတော့တွားမယ်ဆိုရင်တော့ခုနဆရာပြောတဲ့ပြဿနာဒီအလုံးဟာတော့အေးစိတ်နဲ့ကျော်လွှားသွားမှာဖြစ်တယ်